ဒီမနက်တင်ဖုန်းအချက်ပေးတန်အဝါမကြောက်မဲ့ဖြစ်ဖုန်းထဲမှာဗီဒီယိုကြည့်တာဂိမ်းကစားတာပဲဖြစ်တင်လုံးနေပြီဆိုရင်တင်ဟာ apps တွေကိုအသုံးပြုနေတာပါပဲအဲ့ဆိုတာကျွန်တော်တို့လုပ်ချင်တဲ့အလုပ်တွေကိုလွယ်ကူအောင်ကူညီပေးတဲ့ software program တစ်ခုပါဖုန်း tablet computer ဘယ်ဆက်မှမဆိုအပ်တွေကိုတွေးနိုင်ပါတယ်အချို့အပ်တွေကအလုပ်တွေကိုပြညတ်အောင်ကူညီပေးတယ်လို့အချို့ကတော့ပျော်ရွှင်မှုတက်တက်ပဲဖြစ်ပါတယ်အထူးသဖြင့် mobile phone တွေမှာဆိုရင်အပ်တွေကဘဝကိုပိုပြီးအဆင်ပြေစေပါတယ်ဥပမာ coffee တောက်ချင်တဲ့အခါ Google Maps လိုမျိုးအပ်ကတင့်နေရကိုရှာပေးပြီးအနည်းငယ်မှရှိတဲ့ coffee ဆိုင်တွေကိုညွှန်ပြပေးနိုင်ပါတယ်ဒါပေမဲ့ app ဆိုတာဖုန်းထဲမှာတင်ရှိတာမဟုတ်ပါဘူးကွန်ပျူတာမှာသုံးနေတဲ့ Microsoft Word Internet ကြည့်ဖို့သုံးတဲ့ browser ဒါမှမဟုတ် email စစ်တဲ့ program တွေအားလုံးဟာလည်း app တွေပါပဲဖုန်းဝယ်ကလေးကပါလာတဲ့ app တွေရှိတယ်လို့ online ကနေအလွယ်တကူ download ဆွဲပြီးထည့်လို့လည်းရပါသေးတယ်ဆက်သွယ်ရေးအလုပ်ကိစ္စဖြောဖြစ်ရေးဒီလိုမျိုးအစုံလင်ရှိတာကြောင့်တက်လုပ်ငန်းဆောင်တာတွေနဲ့ကိုက်ညီမဲ့ account တွေကိုတင်ကိုယ်တိုင်ရွေးချယ်အသုံးပြုနိုင်ပါတယ်